Spotify ရပောင်း11315ရက် Hey 1994အောက်တိုဘာ15ရက်ဒီကဘာမီမြန်မာပြည်ပေါ်လူသားဖြစ်နေမွေးဖွားခဲ့တိုင်းဆန်းများသောမေတ္တာတို့ဖြင့်ကောင်းကျိုးညွှန်တဲ့ကျေးဇူးရှင်မိဘတို့ကိုဦးစားကျေးဇူးတင်မယ်ငါအကိုငါအမျိုးတငယ်ချင်းတွေနဲ့ကျေးဇူးရှင်ဆရာသမားတွေကိုလည်းကျေးဇူးတင်မယ်ကျေးဇူးထပ်ဖြစ်ရှင်သန်ဖို့အားပေးကူတဲ့လူတယောက်ချင်းတိုင်းကိုလည်းကျေးဇူးတင်မယ်သူကြထက်နဲ့ကျေးသောဖြက်လက်နှက်ခတ်အမိုးဒီယာကွက်လက်အချင်းနဲ့ဖြစ်ဆွဲအသက်ဆက်အိတ်သားနဲ့မိစရိယကိုမရေးတဲ့မဖတ်တဲ့အချင်းရတဲ့ပြမိတာကမြေတာကက်ဆက်စုံနဲ့ကောင်းအကျိုးနဲ့ကြောင့်ကိုဖြည်းဖြည်းချင်းနဲ့နားလေလာပြပြကအတိဆိုတာကဒီနေ့အတွက်တော့သင်ငန်းစာဒါကြောင့်မို့ဘုရားဟောတဲ့အပေါ်မှာနေနဲ့တမ္မာဒိဋ္ဌမဝိလျောနဲ့ပေါ်စနဲ့အတ္တတမပရိဒိသငြိမ်းဉာဏ်စေမြန်မာပြည်စိတ်လန်းစေကဘာမီပြုံးမဝေမုံမချွေမဲ့ကြပြရီစိတ်လန်းစေကဘာမီငြိမ်းဉာဏ်စေမြန်မာပြည်ပြုံးမဝေမုံမချွေမဲ့ကြပြရီရခဲ့တဲ့လူဘဝမှာလောကဓာတ်နေနဲ့စိတ်ဓာတ်ကြပျက်စီးခြင်းကိုအကျော်မခံစေနဲ့မျက်စိမှာပြိပဖြင့်သာပျော်စံနေရဲ့လွတ်မြောက်မဲ့လက်စဉ်ကိုအယောခံနေကွယ်လဲကြလိုက်ပြန်ထားလိုက်တဲ့ခါလေးကြတော့ခွေရိုင်လေသတိနဲ့အတိရှိမှသာငါတို့ဘဝတွေခြေခိုင်းမယ်စိတ်ဓာတ်နဲ့စီကံပြည့်တာအခြေခံရှိအောင်ကြိုးစားမာယာများတဲ့လောကကြီးမှာတန်တန်တလောက်ရိုးတာလူသားမှုမရှိနေအောင်မှာလောဘဒေါသမောဟကင်းအောင်ခြင်းနဲ့အောင်ထားပြီးကိုချင်းစာစစ်ရှိအောင်ပြောပြအတ္တနဲ့ပရဟိတကိုထားမဲ့စိတ်မှညညမြတ်တဲ့ရှင်လဲရှာမပြလဲဆွဲမဲ့ဘေးရန်ခက်တဲ့ကျမ်းမာလောကလာပါတို့ရတူတူတိဆောက်ကြမယ်လာပါတို့ရတူတူဖန်တီးကြမယ်လာပါတို့ရတူတူချစ်ခင်ကြမယ်လာပါတို့ရတူတူနှွေးကြမယ်ရန်လေးမြန်မာပြည်စိတ်လန်းစေကဘာမြေပြုံးမဝေမုံမချွေမဲ့ကြပြရီစိတ်လန်းစေကဘာမြေငြိမ်းဉာဏ်စေမြန်မာပြည်ပြုံးမဝေမုံမချေမဲ့ကြပြရီတဲ့အားဖြင့်ဖြစ်စေသီလသိက္ခာအားဖြင့်ဖြစ်စေပညာစည်းကမ်းအားဖြင့်ဖြစ်စေကြီးသူကိုယိုသေးခြင်းဖြင့်ရွယ်သူကိုလေးစားခြင်းဖြင့်ငယ်သူတို့ကိုတနာခြင်းဖြင့်လောကီချမ်းသာတို့ကိုစောရင်စွာရှာနိုင်ပါကြောင်းဘုရားရင်အနည်းကိုလည်းမွေးစေလို့ဝိထီလည်းကြိုင်စေလို့ဤတို့ဤပုံဖြင့်အကျွန်ုပ်ဤကဘာမြေပေါ်၌မြန်မာနိုင်ငံ၌လူဖြစ်ခွင့်ရခဲ့လေခြင်းဖြစ်ပေသည်လားအလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေဗျာ